ကဲအားလုံးပဲမင်္ဂလာပါ6လပိုင်း2ရက်နေ့အင်္ဂါတနေ့စာပတ်သီးသမားတွေ16ဝန်းချင်းပရိသမားတွေ2468 break စုံ break ပေါ့နော်ဒါကတော့ကီး169ကီးဒီဝန်းချင်းရဲ့ဒီ break ရဲ့ကတ်ထားလို့ဒီတင်ခွက်ဖြစ်လာတယ်နော်အဲ့ဒါကိုပြီးရင်ရှင်းပြမယ်ဒါလေးကိုကြော်ညာဝင်မယ်နော်ပတ်သီးတစ်လုံး5လုံးခွေအပူးမပါ3ရက်အတွင်းနောက်ဒီတစ်ပတ်မှာအခုလာမယ့်တစ်ပတ်မှာတော့3ရက်ပဲဖွင့်တယ်တနင်္လာရဲ့ဗုဒ္ဓဟူးရဲ့ပိတ်တယ်ဒီ5လုံးခွေဆိုတာကရက်ချင်းအရန်လွန်နေတယ်နော်အဲ့ဒါကြောင့်ဒီ5လုံးခွေဆိုလို့ရှိရင်ဒီပတ်သီးတစ်လုံးစာထိုးခြင်းနဲ့ညီမျှတယ်သူကအပူးမပါတဲ့အတွက်ဒီပတ်သီးတစ်လုံးစာထိုးခြင်းနဲ့ညီမျှတယ်ရက်ချင်းအရန်လွန်နေလို့သာအဖွဲ့ဝင်မခေါ်စဘူးခေါ်တာနောက်ပိတ်ရမရှိတဲ့အပတ်တွေဆိုရင်ကျွန်တော်အဖွဲ့ဝင် break နှလုံးကိုအဖွဲ့ဝင်ပြန်ခေါ်မယ်နော်အခု break line တွေပြန်မှန်နေလို့ကဲအဖွဲ့ဝင်နေဆိုရင်9561ခွန်3 844အဲ့ဒီနံပါတ်နဲ့ KB WB Viber ဖွင့်ထားတယ်ကဲ16ချင်းလေးကိုအချင်းချင်းပြောမယ်ဒီမှာ3ထိပ်ဒီမှာ8နောက်ပိတ်ထိပ်နဲ့အပိတ်ကပါဝါဖြစ်လို့အဲ့ဒီနှလုံးကိုပေါင်းလိုက်တော့116ဝန်းချင်း3ရက်အတွင်းဆင်းမလာဘူးနောက်တစ်ပတ်အင်္ဂါနေ့ဆိုဆင်းလိုက်မယ်တစ်ချက်နောက်တစ်ချက်က8နောက်ပိတ်8နောက်ပိတ်နော်နောက်ပိတ်တူလို့အဲ့ဒီနှလုံးကိုပေါင်းလိုက်တော့6ရက်ပါဝါ1 6ဝန်းချင်း3ရက်အတွင်းပေါ်မလာဘူးနောက်တစ်ပတ်အင်္ဂါနေ့ဆို4ရက်မြောက်ပြီနော်အဲ့ဒါဝန်းချင်းသမားတွေပြီးတော့ပရိသမားတွေစုံပရိတ်နဲ့အစုံတက်ခဲလို့စုံပရိတ်ကနောက်တစ်ပတ်2ရက်အတွင်းတစ်လုံးချင်းသည်သို့ပေမဲ့သူကစုံပရိတ်ကအဖွင့်နေ့တွေကိုကြည့်လိုက်တော့မပရိတ်နဲ့ပဲစဖွင့်ထားတယ်နော်စုံပရိတ်နဲ့မလာတာလဲကြာနေပြီတစ်လားလောက်ရှိနေပြီအဲ့ဒီတော့အဲ့အဖွင့်နေ့မှာစုံပရိတ်နဲ့သူစဖွင့်လိုက်မယ်လို့ယုံတယ်မနက်မစင်းညနေဆင်းလိုက်မယ်နော်အဲ့ဒါကြောင့်လားပရိတ်သမားတွေတုံညာပရိတ်တော့မကြိုက်လို့ဖြုတ်ထားတယ်နော်ဟိုကိုင်နိုင်နေဆိုတော့ကိုရန်ထိုးတာကိုသမိုင်းပေါ့နော်ကျွန်တော်တို့ဒီဥစ္စာဒီထဲကတစ်လုံးထမ်းမှာပဲအောင်ပွဲခံမယ်နောက်ကီးကတော့16ဝန်းချင်းတစ်ချိန်19ဝန်းချင်းတစ်ချိန်နော်အဲ့နှစ်ခုကိုပေါင်းပြီးတော့ကီးဖြစ်ပေးလိုက်တာနော်ရက်ချင်းရန်လွန်နေပြီသူတို့တွေကဲအဲ့တော့အဲ့မှာလာယူပါနော်ကဲအားလုံးပဲတတ်တာပါဗျာ